တစ္ဆာတရားဆိုတာတချို့သောလူတွေအတွက်တော့နှုတ်ထွက်စကားတသက်ဖြစ်နိုင်ပေမဲ့တရိษံတစ်ကောင်အတွက်တော့ဘဝတစ်ခုလုံးဖြစ်နေတတ်ပါတယ်။ဒါဟာဂျပန်နိုင်ငံကတစ္ဆာရှိခွေးလေးဟာဂျီကိုရဲ့တမိုင်းအကြောင်းပါ။1920ပြည့်နှစ်တွေတုန်းကအာကီတာအမျိုးအစားခွေးလေးဟာဂျီကိုကသူ့ရဲ့သခင်ဖြစ်သူတိုကျိုတက္ကသိုလ်ပါမောက္ခကြီးကိုအလုပ်သွားတိုင်းရှီဘူယာဘူတာအထိလိုက်ပို့ပြီးညနေအလုပ်ပြန်ချိန်တိုင်းဘူတာယုံရှိရနေကြိုဆိုလေးရှိပါတယ်။ဒါဟာတူအိုတူအပြန်လဲယူဆိုင်ကြတဲ့လှပတဲ့တန်ရောစင်တစ်ခုပါ။ဒါပေမဲ့ဒီနေ့မှာတော့ပါမောက္ခကြီးကအလုပ်ခွင်ထဲမှာတင်နှလုံးရက်ပြီးရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။သူဘယ်တော့မှပြန်မလာတော့ပါဘူး။ဟာချီကိုကသူ့သခင်တေဆုံးသွားတာကိုမသိခဲ့ပါဘူး။သူသိတာကညနေဆောင်ရင်သူ့သခင်ဒီဘူတာယုံကနေထွက်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တစ်ခုတည်းပါ။ဟာချီကိုကအဲ့ဒီနေရာစပြီးနေ့ရက်တိုင်းလာတိုင်းနေ့တိုင်းလိုဘူတာယုံရှိမှပဲတည်ငြိမ်စွာနဲ့ထိုင်ဆောင်နေခဲ့ပါတယ်။ဒါဟာတစ်ဖက်လူကကိုယ့်ဘဝတွေကိုဘယ်တော့မှပြန်မလာတော့မှန်းကိုယ်လုံးဝလက်လွတ်သွားပြီးမှတိတိကြီးနဲ့အတိတ်ကအမှတ်တရဟောင်းတွေကိုဖတ်တွေ့ပြီးနာကျင်စွာဆောင်ဆိုင်နေမိတဲ့လူတစ်ယောက်လိုပါပဲနေပူပူမိုးရွာရွာနှင်းနေပဲကြာကြာဟာချီကိုကအဲ့ဒီဘူတိုင်အောင်ရှိမှတင်9နှစ်နဲ့9လကြာအောင်နေ့ရက်တိုင်းလိုလာဆောင်နေခဲ့ပါတယ်သူတည်ဆုံးသွားတဲ့နောက်ဆုံးအချိန်ထိထိုဆောင်ဆိုင်ခြင်းကိုမစွန့်လွတ်ခဲ့ပါဘူးသူ့ရဲ့တစ္ဆာတရားကဘာကျော်သွားခဲ့ပြီးအခုဆိုရင်ရှီဘူယာဘူတိုင်အောင်ရှိမှဟာချီကိုရဲ့ကြေးရုပ်ထူကြီးရှိနေပါတယ်ဂတိရွေလွယ်တကူပျက်စီးတတ်တဲ့လောကကြီးထဲမှာကြေကွဲစရာကောင်းတဲ့ဆောင်ဆိုင်ခြင်းတစ်ခုဟာဘယ်လောက်အထိလေးနဲ့နိုင်ကြောင်းဟာချီကိုကတက်တည်ပြသွားခဲ့တာဖြစ်ပါတယ်အဆုံးသတ်မှာတော့ပြန်မလာတော့တဲ့သခင်နဲ့ဘယ်တော့မှမပြီးဆုံးနိုင်တော့တဲ့ဟာချီကိုရဲ့ဆောင်ဆိုင်ခြင်းဟာအချစ်ရဲ့မိုင်မဲဆုံးနဲ့အမှန်ကန်ဆုံးသစ္စာတရားဖြစ်ကျန်ရစ်ခဲ့ပါတယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်